ရားရဲ့အင်းဝင်ကိုကြားတာဒါတည်းအင်းဝင်လေးဝင်ကတက်တက်ခံရင်းနဲ့ဒီမှာအဖြစ်တစ်ခုကြုံတယ်လို့ပြောတဲ့ကမှာနတ်ဆိုးဝင်နေတဲ့မိန်းကလေးကိုတော့မိန်းကြောက်ကိုနောက်ဆက်တယ်သူတို့အင်းဝင်လေးဝင်ကတက်တက်ခံရင်းကနောက်ဆက်တယ်အဲ့လိုခဏသူတို့တော့လိုက်လာပြီးနောက်ဆက်တဲ့ကောင်ကိုတောင်းမှာအဲ့ဒီနတ်ဆိုးကအဲ့ဒီမျိုးရင်းစီနဲ့ထွက်သွားတာဒါပေမဲ့အဲ့ဒီအမျိုးသမီးအားဖြင့်အသက်မွေးပြုနေတယ်သူ့ရဲ့တခင်ကမချင်တော့ဘူး။ဘာကြောင့်လဲဒီအမျိုးသမီးကတော့ဆိုးဝင်နေတဲ့အတွက်ဒီဟောပေးတာတော့ဟိုကင်းထုတ်ပေးတာတော့ပါအဲ့လိုလုပ်ပေးရင်းနဲ့ပတ်စံယူပြီးမှတက်မွေးကြောင်းနေတဲ့သူတခင်ကမချင်မနှက်ဖြစ်တော့အိုးငါရဲ့စီးပွားရေးလာဖြစ်တယ်ဆိုမှဟောလူနဲ့ဒီတော့ကိုတိုင်ပြီးမှတော့ဥဒ္ဒါလို့ထောင်ထဲကိုချုပ်လို့ချုပ်ပါတယ်။တော့အားဆိုင်ဆိုတော့ဟုတ်ပြရတယ်ဆိုတော့သူတို့တက်တာမှဆင်ခြင်မှုဖြစ်ပါတယ်ကိုနော်ယေရှုခရစ်တော်ကငါဒီဘာဖြစ်တယ်လို့ပြောလဲလမ်းကြီးပြီးတမန်တရားလေးပြီးအသက်လေးပြီးထိုတမန်တရားကိုတည်တော်သူကဤကမှလွတ်ခြင်းကိုခံရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဤကအမှန်လွတ်ခြင်းနဲ့ဆိုရင်ထိုတမန်တရားတည်ဆိုတော့ယေရှုခရစ်တော်ကိုကျွန်တော်လက်မိလက်ရဆုတ်ကင်မှာကျွန်တော်အတွင်းနှလုံးသားထဲကလည်းယုံကြည်သက်ဝင်ထားဖို့လိုပါတယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တိုက်တွန်းခွင့်အားပေးခြင်းနဲ့ပေါလုနဲ့ဒီလာတို့ရဲ့လက်ဝတ်ချက်ကအဲ့ဒါပဲနော် physically they are locked up behind the cell but they can praise God they can sing hymns to God because as a free man because they already set free from the bondage of sinအပစ်ကနေလွတ်ချင်းခံရပြီနော်ဘုဒ္ဓမာတရားတည်ဆိုတော့ယေရှုခရစ်တော်ကိုလက်မိလက်ကင်နော်ယုံကြည်တက်ဝင်ထားတဲ့အတွက်အတွင်းနှလုံးသားထဲမှာစိုးစံစေတဲ့အတွက်သူ့အသက်တာမှာဖယားကိုအခြေအနေဆိုးကသူတို့ကိုပေါင်ခတ်ထားလို့မရဘူးဆိုတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ကိုတက်ရှိသွားတယ်ဒါပေမဲ့ပေါလုနဲ့တီသားကြတော့ဒီလိုအခြေအနေဆိုးအပြင်သူတို့ကိုမကတ်ထားဘူးဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတယ်ဆိုတော့သူရဲ့လက်ဝက်ချက်ကပါလဲဆိုတဲ့ဟာကိုကျွန်တော်တို့လောက်ပတ်တော့ပြဆက်တယ်မကျွန်တော်ဆင်ခြင်လို့ဆိုရင်ကျွန်တော်ရိုးမခဏရှိအခန်းငယ်31ကလည်း30နဲ့အခန်းငယ်36ကိုကျွန်တော်အခါဖတ်ကျွန်တော်ဖတ်ကြအောင်ပါရလူလည်းတိတ်မရှိဘူးပါရလူကနေကျွန်တော်ကြည်လေးဖတ်ပြီးမှကျွန်တော်ဒီဘက်ခွန်အားယူအောင်ရိုးမခဏရှိ31 30နဲ့အခန်းငယ်36 Okay ပြေလို့ရှိရင်အတူကပါရလူကကြည်လေးဖတ်ပြီးမှမပါရလူကနားစင်နဲ့ရန်တော့ဘက်ကိုဝိညာဉ်ခွန်အားနဲ့ခွန်အားယူကြပါစို့ကဲပြုလို့ရှိရင်ဒီကဖတ်ကြပါစို့ထိုအခါယေရှုကတင်တော့ဒီငါဤတေသနာလိုက်ပြီးတယ်ငါတပည့်အမှန်ဖြစ်ကြ၏တမန်တရားကိုလေတိကျသဖြင့်ထိုတရားဒီတင်တော့ကိုလွတ်လိမ့်မည်ယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏ထိုကြောင့်တာဒီတင်တော့ကိုလွတ်လေတင်တော့ဒီဤကမှန်လွတ်ကြလိမ့်မည်အာမင် physically နော်ပေါလုနဲ့တီတာကခန္ဓာအပြင်တော့ချုပ်ချင်းခံရတယ်ဒါပေမဲ့သူ့ရဲ့အတွင်းဝိညာဉ်ကဒီတမန်တရားကြီးဆိုတဲ့ယေရှု